မင်္ဂလာပါခင်ဗျာမိတ်ဆွေအင်တာတက်ရင်ဖုန်းယူသွားတဲ့အကျင့်ရှိလားအင်တာကွက်ပေါ်ထိုင်ရင် Facebook ပွားမယ် TikTok ကြည့်မယ်ဂိမ်းဆောင်မယ်ပေါ့ဗျာတခါတလေဆိုဘလောက်တောင်ကြာသွားလဲဆိုတော့ကိစ္စပြီးတာတော့မထနိုင်ပဲခြေတော့တွေကျင်းတဲ့အထိထိုင်မိနေတော့ပါတယ်နော်ဒါပေမဲ့တတိထားပါဒီအကျင့်ကတင့်ကိုစေးရုံရောက်သွားစေနေပါတယ်ဆရာဝန်ရဲ့လေ့လာချက်အရအင်တာတဲ့ဖုန်းယူသွားခြင်းကလေခေါင်းယောဂါနဲ့ဥလန်းကြောင်းပူးဝင်ခြင်းကိုဖြစ်စေတဲ့အထီးကတရားခံလို့ဆိုပါတယ်ဗျ။ဘာကြောင့်လဲဒီဗီဒီယိုမှာအချက်၃ချက်နဲ့တိတိကျကျရှင်းပြပေးသွားမှာမယ်။နံပါတ်1အချက်ကတော့အဆိုးဆုံးပါပဲ။အင်တာတက်ရင်ဖုန်းသုံးလာကလေခေါင်းဖြစ်ဖို့90%တေးကြစေပါတယ်။ပုံမှန်အားဖြင့်အင်တာတက်ခြင်းက3မိနစ်ကနေ5မိနစ်ပဲကြာသင့်ပါတယ်။ဒါပေမဲ့ဖုန်းပါသွားတဲ့အခါ15မိနစ်20အထိကြာသွားတတ်ပါတယ်ဗျာ။အင်တာခွက်ကွန်မို့ရဲ့ပုံစံကအလဲမှာအပေါက်ပါတဲ့အတွက်ကြာထိုင်လေတင့်ဆက်အိုဝါကတွေးကြောလေးကိုဖိအားပေးလေထည့်ပါတယ်။ဆွဲငင်အားကြောင့်တွေးတွေကအောက်ပတ်ကိုစုပုံကျလာပြီးတွေးကြောတွေရောင်ဝမ်းကအချိန်ကြာလာတဲ့နဲ့အမျှလက်ခေါအဖူအပိတ်တွေထွက်လာတော့တာပါပဲ။နံပါတ်2ကတော့တကယ်ကိုယွန်စရာကောင်းတဲ့အချက်ပါ။အင်တာရေဆွဲလိုက်တဲ့အခါမမြင်ရတဲ့ရေမုံလေးတွေနဲ့အတူမတ်စင်မုံတွေအီကိုလိုင်ဘက်တီးရီးယားနေရာ6ပေအကွာအဝေးအထိလွင့်စင်သွားပါတယ်ဗျာ။အဲ့ဒီပိုးမွားတွေကတင့်ဖုန်းမျက်နှာပြင်ပေါ်ကိုရောက်သွားပါတယ်။လက်ကိုစပ်ပြားနဲ့ပြောင်အောင်ဆေးပေမဲ့ဖုန်းကိုတော့ဘသူမှရေးမဆေးကြပါဘူး။အဲ့ဒီဖုန်းကိုပဲအိပ်ရတဲ့ယူသွားမယ်။ထမင်းစားရင်ကြိုင်မယ်။မျက်နှာနဲ့ကပ်ပြီးဖုန်းပြောမယ်ဆိုရင်တင့်မျက်နှာပေါ်မှာအိမ်သားထဲကပိုးမွားတွေရောက်နေပြီဆိုတာသတိရလိုက်ပါခင်ဗျာ။နံပါတ်3ကတော့စိတ်ပိုင်းဆိုင်ရာပါ။တကယ်တော့အင်တာတက်ချိန်ရေးချီးချိန်ဆိုတာဦးနောက်ကအနားယူရမယ် break time ပါများ။ဒီချိန်လေးမှာတော့ဦးနောက်ကိုသတင်းအချက်လက်တွေဗီဒီယိုတွေနဲ့ဆက်ပြီးခိုင်းဆဲနေမယ်ဆိုရင်တဲ့ဦးနောက်ကဘယ်တော့မှအနားမရတော့ပါဘူး။ဒါကြောင့်အကြံဉာဏ်ကောင်းတွေမထွက်တာစိတ်ဖိစီးမှုများတာတွေဖြစ်လာနိုင်ပါတယ်။နီးကုန်းချိုကဟင်အင်တာတဲ့ဟင်ဖုန်းသုံးတာဟာအချိန်ကုန်ယုံတင်မဟုတ်ပါဘူး။တင့်ကျမ်းမာရေးကိုပါနေ့စဉ်ဖြတ်စည်းနေတာပါ။ဒါကြောင့်ဒီနေ့ကစပြီးအင်တာဝင်တော့မှဆိုရင်ဖုန်းကိုအပြင်မှာထားခဲ့လိုက်ပါ။9မိနစ်အတွင်းအမြန်ဆုံးရှင်းလင်းပြီးပြန်ထွက်ပါ။ဒါမှသာတင့်မှာလက်ခေါင်းယောဂကင်းဝေးပြီးတန့်ရှင်းကျမ်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။မိတ်ဆွေကအင်တာတန်ရင်ဖုန်းယူသွားတာလားအခုပဲယူပြီးကြည့်နေတာလားအမှန်အတိုင်း comment မှာဝန်ခံခဲ့ပါဦးဒီဗီဒီယိုလေးကတင့်မိတ်ဆွေတွေကိုလက်ခေါင်းယောဂကနေကဲတဲ့နိုင်ဖို့ share လုပ်ပေးလိုက်ပါဦးနော်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက် channel ကို subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ